battery ကိုအပေါင်းအနှုတ်မှားပြီးအားသွင်းမိတာ reverse polarity ဟာအတော်လေးအန္တရာယ်များပြီး battery ကအားသွင်းဆက် charger ကိုပါပျက်စီးသွားစေနိုင်ပါတယ်။မှားပြီးအားသွင်းမိတဲ့အခါအောက်ပါအတိုင်းဖြစ်တတ်ပါတယ်ခင်ဗျာ။ 1. battery အပူလွန်ကဲပြီးပေါက်ကွဲနိုင်ခြင်းအပေါင်းအနှုတ်ပြောင်းပြန်ဖြစ်သွားတဲ့အခါပုံမှန်ဓာတ်ပြုမှုလမ်းကြောင်းမဟုတ်တော့ဘဲ circuit ပြတ်တောက်သလိုဖြစ်ကလျှက်စီးကြောင်း current အစမတန်စီးဆင်းသွားပါတယ်။ဒါက battery ကိုခဏတွင်းချင်းအစမတန်ပူတက်လာစေပြီး battery ဖောင်းထွက်လာတာ acid ရည်တွေလှန်ထွက်လာတာဒါမှမဟုတ်ပေါက်ကွဲတာမျိုးအထိဖြစ်နိုင်ပါတယ်။2. အားသွင်းဆက် charger ပျက်စီးခြင်းအခုခေတ်အားသွင်းဆက်တော်တော်များများမှာအပေါင်းအနှုတ်မှားရင်ကာကွယ်ပေးတဲ့စနစ် reverse polarity protection တို့မဟုတ် fuse ပါလိရှိပါတယ်။အဲ့ဒီစနစ်ပါရင် fuse ပြတ်သွားပြီးအားသွင်းဆက်ပိတ်သွားပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစနစ်မပါတဲ့အားသွင်းဆက်အဟောင်းနေဆိုရင်တော့အားသွင်းဆက်ပါလောင်သွားနိုင်ပါတယ်။ 3. battery တက်တန်းလုံးဝကုန်ဆုံးသွားခြင်း cell damage အပေါင်းအနှုတ်မှားချိတ်ပြီးစက္ကန့်ပိုင်းမိနစ်ပိုင်းလောက်ပဲထားမိရင်တော့ battery အတွင်းထဲကပလိတ်ပြားတွေနဲ့ chemical cells တွေပျက်စီးသွားတတ်ပါတယ်။ battery ကအားပြန်ဝင်ဖို့ခဲယဉ်သွားတာဒါမှမဟုတ်အားလုံးဝမခံတော့တာမျိုးဖြစ်သွားတတ်ပါတယ်။တတိထား battery ကိုအပေါင်းအနှုတ်မှားပြီးအားသွင်းမိပြီဆိုရင်ချက်ချင်း main plug ကိုဖြုတ်ပါအပေါင်းအနှုတ်မှားမှန်းသိချင်း battery ခေါင်းတွေကိုတွားမဖြုတ်တတ်ပါဘူးအပူလွန်ကဲပြီးမီးပွားထွက်ကပေါက်ကွဲတတ်လို့အရင်ဆုံးအားသွင်းစက်ရဲ့လျှက်စစ် plug ခေါင်း AC plug ကိုအရင်ဖြုတ်ပါပြီးမှ battery ကြိုးကိုဖြုတ်ပါplug ဖြုတ်ပြီးမှ battery ခေါင်းတွေကိုအေးခံပြီးတတိထားဖြုတ်ပါပြန်မသုံးမီစစ်ဆေးပါမှားသွင်းမိတဲ့ battery ဟာပူကျက်နေရင်လုံးဝပြန်မသုံးပါနဲ့ဟုတ်အေးခံပြီးမှမီတာနဲ့တိုင်းကြည့်တာဒါမှမဟုတ်ကျွမ်းကျင်တဲ့ battery ဆိုင်မှာအခြေအနေပြန်စစ်ခိုင်းတာမျိုးလုပ်ရပါမယ် battery အိုးအမျိုးအစား KS တို့မဟုတ် lithium ပေါ်မူတည်ပြီးပျက်စီးမှုနှုန်းကွာနိုင်ပေမဲ့ဘယ် battery မဆိုအပေါင်းအနှုတ်မှားရင်တော့တော်တော်လေးထိခိုက်ပါတယ်ဒါကြောင့်အားမသွင်းခင်အနည်းရောက်အပေါင်းအမဲရောက်အနှုတ်တေချာစစ်ဆေးဖို့အမြဲလိုအပ်ပါတယ်